ဒီမှာကြည့်လိုက်မွေကတသေးလေးကိုနော်ကျအိုးအလောက်ကြီးတဲ့ဟာဘယ်လိုမျိုးလဲကြည့်လိုက်တစ်ချက်လောက်ဟိုကျွန်တော်တို့တွေ့ဘူးတယ်မလားမွေကကျအိုးမျိုးလေဆိုရယ်ကြားဘူးတယ်မလားတွေ့လားသူ့ပါဇက်ကနော်တကယ်ကိုကြောက်စရာကြီးနော်ကြည့်အလောက်ကြီးတာကိုနော်ကြည့်ပါဦးဝေါအိုးတကယ်ကြောက်စရာကြီးနော်ကြည့်ဟိုးအလောက်ထိတော့မှကြီးရပါနော်ကြီးလိုက်တော့ဘလို့မှမဖြစ်နိုင်ဘူးနော်ဟိုတကယ်ကွာကြည့်လိုက်ခဏနေကြရင်သူပြန်အဲ့ဒါကိုပြန်အန်ထုတ်တော့မှာသူ့ရဲ့ဥစ္စာကိုပေါ့အခွန်ကိုကျုပ်အခွန်ပြန်အန်ထုတ်တော့မှာတွေ့လားဟာတကယ်နော်ကြည့်ပါဦးအော်စရာကြီးနော်